ငါကောင်းလို့ကြိုးစားပါရယ်ခု admin fc27 လေးကိုချက်ပြပြီးတော့မှာပေါ့နော်ပထမဆုံးဒီ data တွေ off တွေထည့်တာ data တွေ off file တွေdata တွေ off file တွေခုဒီမှာ data တို့ off file တို့ထည့်တာတွေထည့်နည်းမသိဘူးဆိုရင် admin ဒီမှာ shizuku ဆိုတဲ့ဒီ software လေးနဲ့ထည့်နည်းကိုတစ်ချက်နောက်အရင်ပြီးတော့မှရှင်းပြထားရပါတော့ဘယ်တော့မကြည့်ရတယ်ဆိုမကြည့်ရသေးလို့ရှင် admin ရဲ့ YouTube channel မှာတွားပြီးတော့ချက်ကြည့်ပေးပါတော့အဲ့လို admin အရင်တင်ပေးထားပါတယ်နော်အရင်တင်ပေးပြီးမှခုလုံနည်းကိုချက်တခြားလေးကြည့်ပေးပါတော့ဟုတ်ပြီ admin တော့ခု fc27 ကို download ပြီပေါ့နော်ကုန်းပေါ်သားကနေ admin ပေးရဲ့ link ကနေ download ပြီဆိုတော့ link လေး file လေးတောက်ဖို့ရမှာပထမဆုံး file ကဒါ data file ဒါကတော့ software file နောက်ပြီးကြဒီ off file ဆိုရဲ3ခုရလာပြီဆိုလို့ရှိရင်ဒီမှာဒီလိုအလဲရဖိလိုက်ပါတော့ဒီဟာလေးကိုဖိလိုက်လို့ရှိရင်ဒီမှာ cut ဆိုတာလို့ရှိတယ်အဲ့လိုချက်နှိပ်ပြီးရင်ပေါ်အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးနေဦးဖို့တာဆိုတာချက်နှိပ်လိုက်ပေါ့နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာ file နာမည်ပေးလိုက်ပေါ့ fc27 ဆိုတာလေး okay ပြီးတော့ဒီအောက်ကစာအုပ်ပုံညာလေးနဲ့ဟာကိုချက်နှိပ်လိုက်ပေါ့ဒီမှာ file 3ပိုင်းကြာလာမယ်နော်ဒါက admin ဘာတင်ပြဆို file စီနည်းပေါ့နော်ဘလို့ဒီအောက်မှာဒီတိုင်းပဲ admin ပြောထားလို့ပဲတောင်းထားတဲ့ file 3ပိုင်းကို admin ငါကောင်တော့ဒီလိုမျိုး လိုက်ရှာနေရပါလေဒီနားမှာဘာရှိရဲfile ရှိတယ်အဲ့လိုမျိုးမရှာဘဲနဲ့ဒီလိုမျိုးပေါ့နာမည်ပေးပြီးတော့လောက်ရလွယ်အောင်လို့ admin တင်ပေးထားပါတော့ဒါဆိုရင်ချို့ကကြောက် software တွေပါလေကြောက်ပါရှိရပါတော့ဒီ software လေးကြောက်ရတယ်ပါရှိရပါတော့အဲ့အနေနဲ့မဖြစ်အောင်ဒီမှာ file တက် file လေးထားပေးပါတော့ဟုတ်ပြီပထမဆုံးဒါကတော့လုံနည်းသိကြပါပါပထမဆုံး software install အရင်တင်လိုက်ပေါ့ဒီမှာ allow ကိုချက်နှိပ်ပေါ့နော်ဒါ software install တင်တာပါအဲ install တင်လိုက်install တင်ပြီးဆိုလို့ရှိရင် off file ထဲမှာပေါ့နော်ဒီမှာ root ဆိုရလို့ချက်နှိပ်လိုက်ပေါ့ဒီနာ file copy you device store တော့ android off file အဲဒီမှာ AC ဘာမှမခတ်တော့ဘူးသိလားဒါ shizuku နဲ့ admin ထည့်ထားတာပေါ့နော် shizuku နဲ့လောက်ပြီးသားထည့်ထားတာပါနော်အဲ့လိုနေမသိရင်နောက်ဗီဒီယိုမှာတွားကြည့်ပေါ့နော် admin တင်ပေးထားပါတယ်ဟုတ်ပြီအဲ့ဒါဖိုင်ရပြီပေါ့ဖိုင်ရပြီဆိုလို့ရှိရင်အစင်းနှစ်ကတော့ဒီမဲ့ software ထဲတွားရမှာနော် software ထဲဝင်ရမှာ software ထဲဝင်ပေါ့ဒီ software ထဲဝင် go to setting ကိုနှိပ်လိုက်ပေါ့နော်ဟုတ်ပြီ go to setting နဲ့ရောက်ပြီဆိုတော့ permission ပေးရမှာပါ permission ပေးရဖုန်းတစ်လုံးနဲ့တစ်လုံးချင်းမတူဘူးပေါ့နော်ဒါပေမဲ့ရှေ့ရ permission တွေအကုန်ပေးရမှာပေါ့နော်အဲ့ဒါကြောင့်မှဖိုင်ရပွင့်မှာပါဒီဟာ other permission ဒီကဒီလိုကောင်းနေရဒီကပေါ့နော်ဒီမဲ့ဒီလိုကောင်းနေရဒီက permission ပေးရနေရာမှာ permission အမှားချင်းမရှိအောင်အကုန်ပေးရမှာပေါ့နော်ရှားSamsung တို့ရှား Oppo တို့ Vivo တို့ကိုင်းတဲ့ဖုန်းတွေတော့မသိပါဘူးနော် permission ကဒီလိုမျိုးအကုန်စိမ့်နေအောင်ပေးမှရအောင်ပေါ့အဲ့ဆိုရပြီးထွက်လိုက်ပါနော်ထွက်လိုက်ဆိုရှင်ထွက်ပြီးဆိုရှင်ဘာလို့မစဲတော့ download လဲတွားပေါ့ခုန fc27 ဒီမှာဒီ file လေးထည့်ရတော့မှာဒါက data file ပါနောက်ကောင်တော့ဒီ file နေရာမှာတော်တော်လေး error တက်တဲ့ဟာပေါ့နော်operation with error ဆိုပြီးတော့ error တက်တဲ့ဟာလေးပါဒီမဲ့အမေဘာ rename မှာ change စရာမလိုဘူးเนาะတခြားလေးတန်းပြီးတော့ချရမယ်တခြားတန်းပြီးချရအောင်ဘာမှ rename change စရာမလိုဘူးတွေ့လားဒါshizuku နဲ့လုပ်ပေးထားလို့ shizuku နဲ့ထည့်ပြီးတော့တွဲပြီးတော့လုပ်ပေးထားလို့မလို့ဘာမှလုပ်နေစရာမလိုဘူးပေါ့နော်ရင်မရတဲ့ညီကိုတွေကလည်းဒီလိုမျိုးလုပ်ပေးပေါ့နော်အမေကလုံနီးပုံစံကြောင်းပါပါတယ်နော်အဲဒါဆိုအရင်လုံနီးကလူတိုင်းမရကြတော့မလို့ခု shizuku နဲ့တွဲပြီးတော့လုံနီးကိုချက်ရှင်းကြထားရပေါ့နော်လူတွေပါလည်းဖောက်စရာမလိုဒီတိုင်းပဲသိလားဒါလေးကတော်တော်လေးစင်ကြယ်ရပါတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနာမှာ image ချက်ရှင်းကြနေတာရှိရပါတော့ခု data file တွေထည့်ပြီဆိုလို့ရှိရင်ဒီမှာသိလား png ဆိုတာပုံလေးရှိရအမှန်အများကြီးပဲပုံတွေကတက်နေတာဘာလို့ဆိုတော့သူကညနာတို့သိရမလားညနာတို့အဲ့လိုစကင်တုံတို့ပါအဲ့ဒါပုံတွေအများကြီးထည့်ထားရမလို့ကြာရရနော်ခု10%တော့မတက်ဘူး10%ကနေ17% 12% တက်ဖို့15မိနစ်နိုင်ခွဲစောင့်ရပါတယ်နော်ဒီနေရာမှာစိတ်ရှည်ရပါတယ်
ဒီနေရာမှာမစောင့်နိုင်ဘူးနဲ့ထွက်လို့ရှိရင်အကောင်တော့လက်ကားဖြစ်ပြီပဲเนาะ15မိနစ်နိုင်ခွဲစောင့်ပါအမင်းဖုန်းက run 12ဖုန်း run 12ပေါ့เนาะ run 12ပါတဲ့ဖုန်းပေါ့เนาะဒီနေရာမှာဒီလိုလေးထားပြီးတော့အမင်းဆိုရင်တစ်ခါလေးဒီလိုမျိုးလောက်ပြီးတော့ TikTok တွေပါတွားကြည့်နေရမျိုးရှိရပါတော့ TikTok တွေပါတွားကြည့်နေပြီးတော့ခဏစောင့်နေရမျိုးရှိရပါတော့အနည်းဆုံးတော့ခိုး2:45เนาะငါကောင်တော့မှတ်ထား2:45မှတ်ထားအမင်းခု7ကနေတခြား7:73ရောက်သွားတဲ့ချိန်ကျ7:73ရောက်သွားချိန်ကဘယ်ချိန်လဲဆိုတာတစ်ချက်ရှင်းပြီးတော့ပြမှာပေါ့နော်စောင့်ရတော့တော်တော်စောင့်ရပါတယ်ခုဆိုနိုင်ဆိုတော့15မိနစ်နိုင်ခွဲလောက်တော့စောင့်အောင်ပေါ့နော်အဲ့လေးကိုချက်စောင့်ပြလိုက်ပါအမေကခဏဗီဒီယိုရညားမှာမလို့ခဏရက်လိုက်ပါပြီပြေကန်ဒီမှာအမေချက်ပြပေးမယ်ဟုတ်ပြီလားဟုတ်ပြီပါတော့ခုလက်ရှိဖိုင်100ရာခိုင်နှုန်းပြေသွားပြီပေါ့နော်အမေခုန TikTok ကြည့်နေရတဲ့ပြေသွားမှတော့မသိဘူးเนาะအဲ့ sorry ပါဒီမဲ့ဖိုင်လေးရအောင်ပေါ့နော်ဖိုင်လေးရပါပါပြီခုန2:45ပေါ့နော်ခုနရှီဇူကူကိုခံပြီးတော့ထဲလို့မလားမသိဘူးခဏလေးနဲ့ရပါပါနော်ရပါပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့နောက်ဆုံးဆင့်ပေါ့ software ကို install တစ်ခါပြန်တင်ပေးရပါမယ်ပြန်နေပြီဆိုရင်ဝင်လိုက်ပါနော်ရပါမယ်SC2 server ကိုပြောနော်ကျွန်တော်တော့မိုက်တယ် share ပဲကမ္ဘာဖလားအတွက်သူကထုတ်ဝေထားတဲ့ပုံစံအတိုင်းပဲနော်ဒီမဲ့ကမ္ဘာဖလားပေါ့နော်ဒီမဲ့ FC27 crew ရ call out အတွက်နော်ဒီမဲ့တော်လေးရောရရပါနော် crew တွေရော crew out တွေရောအဲ့တော့ဟိုလိုပေါ့ဘရိုကဒီလိုကလပ်အသင်းတွေကန်လို့ရတဲ့ပုံစံမျိုးရအောင်လုပ်ပေးထားတာပေါ့ဒီလိုပုံစံမျိုးပေါ့တော်လေးတော့မိုက်တယ်နော်ဒါရောဘရိုဘာသာတခြားလေးတော့စမ်းကြည့်ကြပါနော်အမေကတော့ဒီ SP27 ဆော့ရအောင်ပုံစံမျိုးပဲလုပ်ပေးလိုက်တယ်နော်ဆော့ရအောင်တင်ပေးလိုက်တာပါနော်ဆော့တဲ့ရတယ်နည်းနည်းကိုယ်ရနေသေးတော့တေချာလေးမဆန်းရသေးဘူးပေါ့နော်ကျန်တဲ့ဘရိုဘာသာတခြားလေးစမ်းကြည့်ပါအမေ classic ပွဲလေးတစ်ပွဲလောက်တော့ဆော့ပြန်ပါပေါ့နော်graphic ဘာညာနေထားပါနော်ဒီမှာတခြားလေးကဘယ်လိုပေါ့လွယ်ချင်လို့ရှိရင်ဘယ်လိုဆော့ရအောင်လဲကင်မရာအနေထားရေးဘာညာရဆိုင်အမေခုဒီ FC27 မှာတခြားရှင်းကြတယ်ပေါ့နော်မသိရဘရိုရောသိရဘရိုရောတခြားလေးကြည့်သွားကြပါလို့နော်Hi everybody, Martin Tyler here along with Alan Smith welcoming you to this big game today. Well, it is this mouth-watering fixture. Barcelona against Real Madrid. Alan, you don't need to say much more than that, really. No, the names say it all, Martin. Two of Europe's heavyweights coming face to face. Can't wait for this one. setting နဲ့ဝင်ပါနော်လွယ်အောင်လုပ်နည်းလေးsetting နဲ့ဝင်ပြီးတော့ဒီမဲ့ဒါအခုလက်ရှိလွယ်အောင်လုပ်ပြထားပါနော်မီနီကားဆိုတဲ့ဟာလေးလွယ်ဆုံးပဲနော်အဲ့တော့ပို့ပြီးတော့ join နေဆိုလို့ရှိရင်ရောဒီမဲ့ world club ပေါ့နော်ဒီ club ကိုနိုင်တဲ့ကောင်ဆရာကြီးပဲနော်အဲ့ဒါမျိုး no ပါမီနီကားတော့မနဲ့ဆော့နေရတာအဲ့ကင်မရာပေါ့နော်ကင်မရာဆိုအခုဘယ်လိုလက်ရှိဟိုကြည့်နေတဲ့ view ပေါ့နော်စတိုင်ပေါ့ view စတိုင်ပေါ့အမင်းစော်ညာတော့ဒီမဲ့တက်လေးဆိုတာလေးစော်ရပါတော့အဲ့ဒါလေးတော့တော်တော်လေးစော်နေရပါတယ်အခုကနီးကပ်ပါနော်ရန်လည်းမဝဲဒီလိုအနေထားတော့ဘလို့ကဒီလိုအနေထားစော်ချင်လို့ရှိရင် Robert Lewandowski. ဟုတ်ပါတော့ဟုတ်ပြီနေကပါလွယ်ဆုံးပါဒီလွယ်ဆုံးမှမနိုင်စော်မှာလေဘလို့နော်ဖေးပုံစံပါနေအနေထားတော့ကို Well, he might go for goal here. ဘာပလာလေဒီနေ့ဆိုရင်စပြီဆိုအမင်းကဘာပလာလေပေါ့နော်ဟိုကတန်ရအောင်တင်ပြီးလိုက်
ခုလိုရောပေါ်တော့ကမ္ဘာဖလားပွဲကိုလောင်းရှင်နော်အမင်းချန်တော်တို့ဒီ share ပေးထားတာလေးဝိုင်းဘက်မှာတွားပြီးလောင်းလို့ရတယ်နော်ကမ္ဘာဖလားပွဲစဉ်လေးပါနေတာကြက်တာတော့ He's into the challenge. တလားစာဒီကကမ္ဘာဖလားရပြီဘယ်နည်းကမ္ဘာဖလားကိုကျွန်တော်လောင်းနေပြီနော်အဲ့ဒီကောင်တော့လောင်းရအောင်လောင်းလို့ရှင်တို့ဝိုင်းဘက်မှာအကောင်လေးဖိပြီးနော်အမင်းကတော့ပေါ့စီကိုထူးလို့ထည့်ပြီးတော့တခြားလေးအိမ်မှာ AC ဝတ်ခေပေးနေ Looking good, this move. Ball goes out of play here quite clearly. An attempted pass. ဒီအားဆိုတော့နောက်ပြီးတော့မှချက်ပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ